ये पिक्चर बहुत सुंदर है। हाँ सब बहुत बढ़िया है ना। ये भी बढ़िया है। ये बहुत बढ़िया है, मुझे ये वाला पसंद है। मुझे भी ये पसंद है, ये वाला। तुम्हें चाहिए क्या? मुझे बहुत चाहिए। ये चाहिए, बहुत पसंद है। मुझे ये बहुत चाहिए। ये बहुत पसंद है। ये इतनी सुंदर है ना ये। हाँ बहुत सुंदर। ये कौन है नायमन? तुम्हें नहीं पता ना? नहीं पता ये कौन है? ये बहुत बड़ा आर्टिस्ट है। हाँဟာဒီဘက်မိုက်တယ်ဟုတ်တယ်ဒီဘက်တကယ်မိုက်တာပကြီးနဲ့ပတ်သက်လို့လေအစွဲဆော့လက်စေးရေစေးဘကစေးပါမကျအကုန်ရတာ ဒီဘက်မိုက်တယ် हाँ ये बैठ गए माइडा। အာဒီဘက်ကအနည်းပညာနဲ့ပတ်သက်လို့အတီအမုတ်အဆိုးအစစ်အကုန်ရဒီဘက်တကယ်မိုက်တာ हाँ 我不想选，不行，你必须要选，你不然你会被欺负，会被霸凌的。我不要，我不想选，我想你就回家，要选，不行，我不想要。你就要。哇，他很牛哎，他是这世界的大神哎。是吗？是啊。ကြောင်ရကိုပဲရအဲ့ပဲရမရှင်းတဲ့ပတ်သက်လားအော်စင်ရောတောက်ဆောင်အဲ့ပဲရော NCGC ရော YCGC ပါအကုန်ရတဲ့ဆိုရ ဟာငါပြောတူပဲလေအဲ့ဘက်မိုက်တယ် စရင်ထစ်ကိုမုန်းပါဖေး 头包呀。 ဟာအားကြရတယ်ဘေးဒီဘက်ဘဲနဲ့မောင်ပြောမိုက်တယ် မမေလက်ခွန်းအဲ့ဘဲကငါရောက်နေတဲ့ဘဲလောက်မိုက်လို့လားဒီဘဲလောက်ရေကူးကျွမ်းလား ဘယ်ချနေလဲတော့ငါကောရရလားနာကုန်ကျွမ်းမှာကွာဘေးရလား ये सब मत ये लू ये चालो quoi। ဖေးကျကျန်တာတော့ရတယ်ရေတော့ကြောက်နေကွာငါတက်တော့မရောက် ဒီဘဲကြံပိုင်ရှင်ငါအားနေချက်ကိုတိတဲ့ကောင်းလား ညပဲရေကူးတက်တာလောက်နဲ့စားလာဖွဲ့နေတယ် ဟေးဘဝပြန်နေငါကောင်ကြီးမင်းတို့ပဲပြန်နိုင်လို့လား တော်ကြီးမှာရှိရှိရော ကိုတယ်နာနော်ညကေချောင်းမောပါ အပြန်လာမှာလို့ဆက်ဆက်စောင့်နေပါလို့ပြောထားရတယ်ကွာတခြားတဲ့အောင်လည်းလွတ်ထက်သွားတာငါသူ့ကိုပြစ်မမြင်ပါဘူးကွာသူလိုအပ်တဲ့ချင်ငါပြန်လာဖို့ငါမှအတောင်းပန်နေမှမရှိတာခွာ
လိုအပ်တဲ့ချိန်ပြန်လာနိုင်ဘူးဒီလက်တွေကတော့မှန်နေမှမဟုတ်တာကွာ ငါကောင်မင်းတောင်းကနေပေါက်လာတဲ့နေ့မင်းမိမအေးဘောတော့ရှောင်းရအောင်ကွာဟာဟာဟာလူကြီးမှရှိစောရောလုံးအောင်မှရှိရော ငါဖုံးထားရတယ်ရောငါမိမရှိတာရောဒီဘိုးတော့တိတ်နေရလား ကျိုးတို့ဘဲကြီးကတောင်းမနေမလို့နေနေဟာပြည့်ဝဲလို့ရတယ်ကျိုးတို့ဘဲကြီးက3နိုင်နေဗျ မင်းတို့ဘယ်ကသုံးနေတာမှာကွာစားမရပါဘူးကွာ မြင်းမှန်တက်နေရင်ကောပင်ကောက်နေရင်းတဲ့ဘူးရဲ့ဆိုးတော့ဘဲရင်အောင်လဲမြင်းမြတင်အောင်လဲမြင်းမြအောင် ဒါဆိုတသားတော့မကုန်ရွေးရလေအိမ်ကပါပီလေးတော့ဘာသေးထုတ်သွားရအောင်လေ လူငွေဖောက်ပြန်မှုတဲ့အိမ်နာကပဲခွေးတောင်မစားဘူးငန်သားရဲ့ ဟာမကုန်းတဲ့ချက်တွေလူတွေတိကုန်ပြီလားတို့ကြသေးတာပေါ့ကွာ Cut a crown. စားရပါကွာမင်းတို့သိတဲ့ဘဲကြီးကမင်းတို့ညာလာလားကွာ ငါဖေဖေကြီးနဲ့တိုင်ပါ လူကဘဲဥဥဖို့ဘယ်လိုလုပ်ရမလဲ ဝေဘာဘောကတော့ခမရရဲ့ခန္ဓာကိုယ်ကိုမိုင်းရင်ကရင်ပြောင်းဖို့လိုပါပဲဒါပေမဲ့လူကဘဲဥနိုင်ဖို့ကတော့ဒီပဲရပါမယ်ခင်ဗျာဒီပဲအကြောင်းဗာတိချင်ပါသေးရဲ့ခင်ဗျာ